လာပါကြိုလိုပါတယ်ဆိုတော့ဒီဗီဒီယိုကကျွန်တော်တို့နယ်ပယ်ကမဟုတ်တဲ့သူတွေအတွက်ရည်ရွယ်ပါတယ်ဘာကိုအဓိကထားပြီးပြောချင်လဲဆိုတော့ကျွန်တော်တို့ဒီတင်မောသားတွေဒီသူတို့အပေါ်မှာရတဲ့အပေါ်ကြီးပေါ့အဲ့ဒီအကြောင်းလေးကိုအဓိကထားပြီးတော့ပြောချင်ပါတယ်ကျွန်တော်တို့အပေါ်ကြီးဆိုတာတွေကတော့အများကြီးရှိတယ်ဆိုတော့ဘာတွေလဲဆိုတော့ကျွန်တော်တို့အဓိကပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကကာဂိုကလင်းနင်းလောက်တာဒီကအပေါ်ကြီးရမယ်ကျွန်တော်တို့တက်ခူတွေဆိုလဲကျွန်တော်တို့ပုံမှန်maintenance လုပ်နေတာတန်ကြီးခောက်ဆေးတုပ်တာတွေကနေပြီးတော့ကျွန်တော်တို့တွေဒီပတ်စံရတယ်ကျွန်တော်တို့ engine စက်ခန်းကလူတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့စက်ခန်းမှာရှိတဲ့စက်တွေကို main engine ဒါမှမဟုတ်တခြားစက်တွေကို overhaul လုပ်တာ repair လုပ်တာကနေကျွန်တော်တို့တွေပတ်စံရပါတယ်အဲ့ဒီလိုရတာချင်းတူပေမဲ့လည်းကျွန်တော်တို့တွေရတဲ့ amount တွေကတော့မတူပါဘူးဘယ်ပေါ်မူတည်ပြီးတော့ပွာသွားမလဲဆိုတော့ကျွန်တော်တို့ကိုလိုက်တဲ့တင်မောရဲ့ company ပေါ်မူတည်ပြီးတော့ကျွန်တော်တို့တွေကွာခြားချက်တွေရှိမယ်နောက်တစ်ခုကကျွန်တော်ရဲ့တင်မောမှာရှိတဲ့ master သို့မဟုတ် captain ပေါ့သူ့ရဲ့ပေးတဲ့ပေါ့သူခိုးတာမခိုးတာပေါ့လေမူတည်ပါသေးတယ်ဆိုတော့အဲ့ဒီပတ်စံတွေကလည်းကျွန်တော်တို့တွေကလွယ်လွယ်ကူကူနဲ့ရတာမဟုတ်ပါဘူးအပေါ်ကြီးလို့ပြောနေတဲ့တခြားသူတွေထင်နေတဲ့ပတ်စံတွေကလွယ်လွယ်ကူကူနဲ့ရတာမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေအေးရေးတွေပြက်ခံဒေလောင်းတန်ရှင်းရေးတွေလို့ဒေလောင်းဆက်တွေပြင်ပြီးတော့မှပဲကျွန်တော်တို့တွေရတဲ့အပေါ်ကြီးတွေဖြစ်ပါတယ်ခုနပြောတဲ့အမောင့်တွေကွာတာတော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပါပဲနောက်ထပ်တစ်ခုရနိုင်တဲ့အပေါ်ကြီးကတော့ဒါကတော့လူတိုင်းလည်းမရဘူးအစီတိုင်းလည်းရမနေပါဘူးဥပမာပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်ဆိုရင်ကျွန်တော်တင်ပေါ်မှာအခုတရုတ်ကနေအင်ဒိုကုန်သွားတင်တဲ့ကုန်ကကျွန်တော်တို့နီကယ်တုံးတွေတင်တဲ့အဲ့ဒီနီကယ်တုံးတွေတုံးကကျွန်တော်အုတ်နီကယ်၄တုံး၅တုံးဆိုတော့၄ပါတယ်တုံးကိုတုံးသေးတယ်ဆိုပေမဲ့အဲ့လိုတုံးတွေကိုကျွန်တော်တို့ကတင်လာပြီးစီးရဲရောက်ရင်ခိုးတယ်ပေါ့ဗျာပုံမှန်လည်းပြောတာအဲ့ဒီလိုယူလာတော့မှကျွန်တော်တို့တွေကပင်ပန်းပါတယ်သူများဥစ္စာယူပေမဲ့လည်းကျွန်တော်တို့ပင်ပန်းပါတယ်ပင်ပန်းပြီးတော့မှကျွန်တော်တို့ပတ်စံနေရတယ်ဒါကလည်းအခောက်တိုင်းလည်းရမနေဘူးပေါ့ဗျာအဲ့တော့တစ်ခါရလို့ရှိရင်ဘယ်လောက်လဲဆိုတော့မပြောတော့ဘူးအဲ့လောက်အမောင့်နေရတယ်ဆိုတော့အခုလောက်ဆိုရင်ဆရာတို့လည်းတီးလောက်ပြီအပေါ်ကြီးတွေကဘလိုတွေဘာကြောင့်ရတယ်အဲ့ဒီပြုံမှာအမောင့်နေအများကြီးရတယ်ဆိုတာကလည်းကျွန်တော်တို့ကုမ္ပဏီတွေပေါ်မူတည်တယ်နောက်ပြီးတော့ကျွန်တော်ဆိုလို့ရှိရင်ခုနပြောတဲ့ကုန်ယူလိုက်တယ်ပေါ့လေအဲ့ဒီကွက်တွေလုတ်တယ်ဒါကလည်းကျွန်တော်တို့တစ်စီးလုံးလုတ်ကြတာပေါ့လေတစ်စီးလုံးလုတ်ကြရဆိုတော့ပိုပါဝင်လုတ်ကြတာပေါ့အဲ့ကြတော့အကုန်လုံးကပင်ပန်းနဲ့အများတန်းလဲအခောက်တိုင်းလဲအဲ့လိုမျိုးတွေရမနေဘူးအစီးတိုင်းလဲရမနေဘူးဒီမှာတခုပြောချင်လာတာကကျွန်တော်ကတချို့ဆရာတွေအကြောင်းပေါ့နော်တချို့ဆရာတွေကဘာတွေတင်လဲဆိုတော့ဒီသူတို့တွေဘယ်နှလားရှိပြီးအပေါ်ကြီးကဘယ်လောက်တောင်ရတာဆိုပြီးတော့တက်ပြီးတော့ကြွယ်ကြတယ်အဲ့လိုကြွယ်ကြတဲ့အခါမှာတချို့မရတဲ့ဆရာသမားတွေဘာညာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေကစော်ရှိစော်နဲ့ပြတ်မယ်မိမရှိမိမနဲ့စကားများရမယ်အကွက်တွေဖြစ်လာတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကရှင်းပြရခြင်းဖြစ်ပါတယ်ဆိုတော့အဓိကပြောချင်တာကတော့ကိုယ်ဆရာတွေကိုယ်ဆရာတွေအနေနဲ့အခုလက်ရှိစီးနေတဲ့တင်မပေါ်မှာအပေါ်ကြီးတွေအရန်ရနေတယ်ဆိုရင်လည်းတချို့ကြွယ်နေတဲ့သူတွေအရန်တက်မကြွယ်ကြဖို့ပါဘာလို့မကြွယ်ကြဖို့လို့ပြောလဲဆိုတော့ကျွန်တော်ကောင်မလေးကလည်းကျွန်တော်ကိုလာမေးပါတယ်သူများတွေကအဲ့လောက်အမောင်းရနေတာကိုယ်ပတ်စံတွေကိုဘာမှလည်းမလုပ်ပါဘူးအမှန်တိုင်းပြောပါဘယ်လောက်ရလဲအပေါ်ကြီးဆိုတော့ကျွန်တော်အပေါ်မှာရနေတာကတောကတွေပဲရှိပါတယ်အဲ့တော့ဆရာတို့ကြွယ်သမျှကိုကျွန်တော်တို့လိုလူတွေဇီစီခံနေရတယ်ဆိုတဲ့အကြောင်းကိုပြောပြရင်းနဲ့တခြားကျွန်တော်တို့နယ်ပယ်ကမဟုတ်တဲ့လူတွေကိုလည်းအပေါ်ကြီးတွေကဘာကြောင့်ရတယ်ဘယ်လိုတွေကြောင့်ရနေတယ်ဆိုတာကိုကျွန်တော်ကပြောပြတာပါတချို့တွေကြတော့လေဒါကုမ္ပဏီကောင်းတော့ဒီကျွန်တော်တို့လိုကာကိုယူတာမဟုတ်ဘဲနဲ့ပတ်စံရနေတဲ့သူတွေလည်းရှိပါတယ်ဆိုတော့ကျွန်တော်ကကာကိုယူတဲ့ကိစ္စကိုကျွန်တော်ကပုံဝင်နေဘာကြောင့်ထည့်ပြောလဲဆိုတော့ဒီလိုတွေယူလို့ရှိရင်လည်းဒီလိုတွေပတ်စံတွေအပေါ်ကြီးတွေအများကြီးရတယ်ဆိုတာကိုအများကြီးဆိုအရန်အများကြီးတော့မဟုတ်ပါဘူးယူရင်ယူသလောက်ပေါ့အဲ့လောက်ရတယ်ဆိုတာကိုသိစေချင်လို့ပါဘာပဲနေနေကျွန်တော်တို့အပေါ်မှာပေါ်ကြီးရတယ်ဆိုတာကကျွန်တော်တို့တွေအေးအေးပြက်ခံပင်ပန်းခံပြီးတော့ကျွန်တော်တို့ရှေ့မှာပြောခဲ့သလိုတွေလောက်ခဲ့ရတဲ့အကြောင်းကျွန်တော်တို့တွေအပေါ်ကြီးရတာပါဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဆရာကြီးတွေလည်းစွတ်ပြီးတော့မကြွယ်ကြပါနဲ့လို့ကျွန်တော်တို့မှာဒုက္ခရောက်လွန်းလို့ပါကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်